ုန်းကြီးတွေစီကံမဲ့တယ်မြဖះကိုထိကြိုက်တယ်စီးမဲ့ကမ်းမဲ့အကြည်ညိုမဲ့စရာဖြစ်လာရင်သာသနာတော်ကိုပါထိကြိုက်တယ်ဆိုတဲ့မဟာကန္တာယုံဆရာတော်ဖះကြီးရဲ့စကားဟာတိတ်မှန်ပါတယ်ရင်တွေ့သမျှကြားသမျှတွေမြင်မတော်တိုင်းကြောမိတော့လေအောင်မင်းပဲလွန်ရကြလိမ့်မယ်မင်္ဂလာပါခင်ဗျာမိတ်ဆွေများကိုကျွန်တော်အနေနဲ့ဒီဘလော့ကနေပြီးတော့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့မိတ်ဆွေများအတွက်တွေးစရာတစ်ခုလည်းရမယ်လို့ထင်ပါတယ်ပြီးကြတဲ့ရက်ပိုင်းကဒီမန္တလေးတိုင်းပျော်ဝယ်မြို့နယ်တဲကတိမ်ထဲမှာအမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်ကလင်ကိစ္စကျူးလွန်တဲ့အချိန်တုန်းကတော့သာသနာတော်ညှိုးနှောအောင်လုပ်တယ်ဘာညာဆိုပြီးတော့ဘုန်းကြီးတွေရောလူတွေရောဝိုင်းပြီးတော့အုပ်စုဖွဲ့ပြီးဝေဖန်ကဲ့ရဲ့ထိုးနဲ့တိုက်ခိုက်ကြပါတယ်ဒါပေမဲ့အခုဒီဗီဒီယိုထဲမှာပါတဲ့ဘုန်းကြီးတစ်ပါးကနေပြီးတော့ဗီဒီယိုကောထဲကနေအမျိုးသမီးတယောက်ကိုသူ့ရဲ့ငှက်ပျောသီးကြီးလှန်ပြနေတဲ့ဗီဒီယိုဟာအတော်ကြီးပြန့်သွားပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စကိုသာသနာညှိုးနှောအောင်လုပ်တယ်ဆိုပြီးတော့ဘုန်းကြီးတွေကလည်းမဝေဖန်ဘူးလူတွေကလည်းဝေဖန်တဲ့လူအတော်နည်းပါတယ်ဒါဟာကျွန်တော်တို့ဗုဒ္ဓဘာသာနိုင်ငံမှာဓမ္မဒိဋ္ဌံကြတဲ့နီလန်းတစ်ခုဟုတ်ပါရဲ့လားလို့မေးစရာတစ်ခုဖြစ်လာဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အနေနဲ့ကြည့်လိုက်ပါဗီဒီယိုလေးကမူရင်းကလေးကအတန်မပါတဲ့အတွက်တော့သိခံပြီးတော့ကြည့်ကြဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါဒီဗီဒီယိုထဲမှာပါတဲ့ဆရာတော်ကတော့ပါတိပါချက်ဆရာတော်တပါးမဟုတ်ပါဓမ္မစရိယာမဟာပရဟိတဒရာစာချဆရာတော်ကမ္မထာနာစရိယပြည်တွင်းပြည်ပနယ်လက်သာသနာပြုဆရာတော်ဖြစ်တဲ့မေတ္တာဂုံကြီးဆရာတော်လို့သိရပါတယ်ဒီဘုန်းကြီးမှာလူဘိန်းကြိုက်ဘွဲတစိတ်တွေအများကြီးရထားတယ်ဆိုတာကတော့မြင်တဲ့အတိုင်းပါဒါပေမဲ့အဲ့ဒီဘွဲတစိတ်တွေကလည်းဘလောက်နဲ့ဖြည့်ပြီးဝဲထားတယ်ဆိုတာတော့မသိဘူးပေါ့ဗျာလက်ရှိကာလမှောင်ကူပေါက်ဈေးမှာတော့ဘွဲတစိတ်တစ်ခုကို8သိန်းနဲ့12သိန်းကြားမှာရှိနေပါတယ်အဲ့ဒီလူများဝဲပြီးတတ်ထားတဲ့ဘွဲတစိတ်တွေလားလို့မသိဘူးအမှုအကျင့်ကိုကြည့်ရတာတော့ငွေနဲ့ပေးပြီးဝဲထားတဲ့ဘွဲတစိတ်တွေပဲဖြစ်ဖို့များပါတယ်ဒီလိုစိတ်ဓာတ်ဒီလိုလောက်ရရှိတဲ့ဘုန်းကြီးတစ်ပါးကပလင်ပေါ်တက်ပြီးတော့သူကိုယ်တိုင်မကျင့်နိုင်တဲ့သူတော်ကောင်းတရားတွေကိုလူကြားကောင်းအောင်ဟောရလာတဲ့ဓမ္မပူဇာငွေတွေနဲ့အနေစားချောင်လာတဲ့အခါမှာတရောင်းစားဝတော့ဇယက်ပေါ်တက်ပြီးအဟွာပြုတ်တယ်ဆိုတာလူဖြစ်နေပါဒီနေရာမှာပြီးကြတဲ့ရက်ပိုင်းကမန္တလေးတိုင်းဒေသကြီးပျော်ပွဲမြို့နယ်တဲကဘုန်းကြီးကျောင်းတစ်ခုရဲ့တိမ်ထဲကိုဝင်ပြီးတော့လိန်ကိစ္စကျူးလွန်ခဲ့တဲ့အမျိုးသားနဲ့အမျိုးသမီးကိုဝိုင်းဝန်းပြီးတော့သာသနာညှိုးနှောအောင်လုပ်တယ်ဆိုပြီးအုပ်စုဖွဲ့ဝေဖန်ကဲ့ရဲ့ထိုးနဲ့တိုက်ခိုက်ကြတာကိုလည်းအာလုံးပြပြီးသားဖြစ်ပါလိမ့်ဒီနေရာမှာအဓိကပြောချင်တာကအဲ့ဒီဖြစ်စဉ်မှာမှားတယ်မှန်တယ်ဆိုတာကိုကျွန်တော်ကပြောချင်တာမဟုတ်ဘူးအဲ့ဒီဖြစ်စဉ်နဲ့အခုဘုန်းကြီးရဲ့ဖြစ်စဉ်နှစ်ခုကိုချိန်ထိုးပြီးတော့ဒါလုပ်ကြည့်စေချင်တာဒီနေရာမှာမိတ်ဆွေတို့ကျွန်တော်တို့လူဝတ်ကြောင်တွေကတိမ်ထဲကိုလာပြီးတော့လိန်ကိစ္စကျူးလွန်ကြတယ်ဆိုတာတွေးကြည့်ပါကိစ္စလေးတရင်ကခဏပြီးသွားရင်သူ့အိမ်ကိုအိမ်ပြန်ကြမှာဖြစ်တယ်လို့ဘယ်ပုဂ္ဂိုလ်တွေရဲ့အကြည်ညိုခံအပူဇော်ခံဖြစ်နေတဲ့ပုဂ္ဂိုလ်မှမဟုတ်ကြပါဘာသာရေးတစ်ခုရဲ့အထွတ်မြတ်ထားရာတိမ်ထဲမှာဖြစ်နေလို့တာဝေဖန်စရာမြင့်တက်သွားတာပါဒါကလည်းဘုရားရှင်လက်ထက်တော်အခါကရာဇဂိုတစ်မျိုးလုံးကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဥဆောင်ပြီးတော့တိမ်သမုတ်ခဲ့တယ်ဆိုတဲ့အထောက်ထားတွေကိုပြန်ကြည့်ရင်ဒီကိစ္စဟာအဖြေရှင်းပါလိမ့်မယ်ဒီနေရာမှာအဲ့ဒီဝေဖန်နေတဲ့လူတွေထဲမှာလဲကျွန်တော်တို့ဗုဒ္ဓဘာသာမှာတိမ်ဆိုတဲ့အရာကိုဘုရားရှင်ဘဏ္ဍဝါမြောက်မှာစတင်ပြီးတော့ခွင့်ပြုခဲ့တယ်ဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုတေချာဂဂနာနာသိကြသလားလို့မေးကြည့်ရင်လေမိတ်ဆွေတို့ပတ်ဝန်းကျင်မှာရှိတဲ့ဝေဖန်ရေးသမားတွေထဲမှာမေးကြည့်တေချာပြောပြနိုင်ရင်ကျွန်တော်ကိုလာပြီးတော့ဒါရှင်းရှင်းလေးပြောတာနောက်ဘယ်လို့ကြာရင်ကျွန်တော်တိမ်စတင်ပြီးတော့ပေါ်ပေါက်ခဲ့တဲ့တမိုင်းလေးကိုကျွန်တော်ရှင်းပြပါဦးတကယ်တော့ဒီဗီဒီယိုတွေကဘုန်းကြီးဟာတေချာသုံးသပ်ကြည့်မယ်ဆိုရင်ဖះရှင်မရှိတော့တဲ့နောက်ပိုင်းမှာကျွန်တော်တို့ဗုဒ္ဓဘာသာကိုမကြည်ညိုသေးတဲ့ပုဂ္ဂိုလ်တွေကကြည်ညိုအောင်ကြည်ညိုပေးသားပုဂ္ဂိုလ်တွေကပူပြီးတော့ကြည်ညိုလာအောင်သီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်နဲ့ပြည့်စုံအောင်နေထိုင်ပါမယ်လို့ဖះရှင်စီမှာအာမဘန်းဒီခံပြီးတော့သာသနာတာဝန်ကိုထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တစ်ပါးကအခုလိုယုံညံ့သောအောက်တန်းကြသောအဆင့်တန်းမရှိသောကလေးကချီဆန်သောပြောစရာဗလာနတ်ထိဘာမှမရှိအောင်နှိမ့်ကြလွန်းသောအလုတ်ကိုလုပ်တာဖြစ်တဲ့အတွက်
ရောပွဲမြို့နယ်ထဲမှာဖြစ်သွားတဲ့အမျိုးသမီးအမျိုးသားရဲ့ကိစ္စနဲ့စာရင်ဒီဘုန်းကြီးရဲ့လုပ်ရဟာပို့ပြီးတော့အပြစ်ပြောဝေဖန်စရာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုပြစ်မှုတစ်ခုတည်းကိုအတူတူလုံပုံလုံနည်းလုံတာချင်းတူးနေတဲ့ပုဂ္ဂိုလ်နှစ်ယောက်ထဲမှာတစ်ဖက်ကလူဝတ်ကြောင့်ဖြစ်တယ်တစ်ဖက်ကတင်ကားဝတ်ထားတဲ့ဘုန်းကြီးဖြစ်တယ်အဲ့ဒီတော့ဘာဖြစ်လာတာလဲဆိုတော့လူဝတ်ကြောင့်သူလူကိုလူကြတော့ဝိုင်းပြီးတော့ဝေဖန်ထိုးနဲ့တိုက်ခိုက်ကြတယ်အမျိုးမျိုးပုံမှန်တွေတက်ခေါင်းစဉ်တွေတက်ပြီးတော့နောက်ဆုံးအဲ့ဒီမြို့နယ်ကနေပါကာယကံရှင်တွေကိုမောင်းထုတ်ခံရနိုင်တဲ့အခြေထားထိအုံနဲ့ကျင်းနဲ့ဘုန်းကြီးဖြစ်နေတဲ့ပုဂ္ဂိုလ်ကိုကြတော့ဒီကနေ့ထိဘုန်းကြီးတွေကလည်းဝေဖန်တာမရှိဘူးလူထဲမှာဆိုရင်လည်းနည်းနည်းပါးပါးပဲတွေ့ပါဒါဟာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဓမ္မဒိဋ္ဌံကိုကြပါရဲ့လားနေစရာစဉ်းစားစရာတခုဖြစ်လာပါမိတ်ဆွေအနေနဲ့မယုံမရှိနဲ့အခုကျွန်တော်တင်တဲ့ဒီဗီဒီယိုရဲ့အောက်မှာကိုဘာတွေရောက်လာနိုင်သေးတယ်လဲဆိုရင်ဒီဗီဒီယိုမျိုးကဖုံးပြထားရမှာမင်းကလူမျိုးစုံဘာသာစုံရှိတဲ့ online ပေါ်ကိုတင်တာဟာသာသနာညှိုးနွမ်းအောင်ရည်ရွယ်ချက်နဲ့လုပ်နေတာလားဘာလားဆိုပြီးတော့စာမတက်အရက်စော်ကားကွန်မန့်ဝင်ရေးမဲ့လူတွေလည်းပါမှာသေးကြတယ်မယုံမရှိနဲ့အဲ့ဒီလိုလူတွေကိုလည်းကျွန်တော်ပြောချင်တာကမူလပန္ထာတပဝရဏတုတ်နဲ့ပါရာဇိကံအထာဂရာတွေမှာဆိုရင်ဘုရားရှင်ကဧကောအလစ်စီတတံပိကရောတိအလစ်စီတယောက်ရှိတာဟာအဲ့ဒီအလစ်စီနဲ့ပေါင်းဖက်သောပုဂ္ဂိုလ်တွေကိုပါကူးဆက်ပြီးတော့အလစ်စီရာထောင်တောင်းပေါင်းများစွာတိုးပွားနိုင်တဲ့အတွက်အလစ်စီတွေကိုနှိမ်နှင်းရမယ်ဒါရင်မကအကျင့်သီလစရဏယိုယွင်းပျက်စီးနေတဲ့အလစ်စီတွေကိုနေရာပေးပြီးတော့အဲ့ဒီပုဂ္ဂိုလ်တွေရဲ့အပြစ်ကိုဖုံးဖိကာကွယ်ပြီးတော့ချီးမြှောက်ထောက်ပံ့နေတယ်ဆိုရင်အဲ့ဒီလူတွေဟာတဲ့ငါဖះရှင်ရဲ့သာသနာတော်ကိုမြန်မြန်ကွယ်အောင်လုပ်တဲ့လူတွေပဲတဲ့တကယ်၍အဲ့လိုအလစ်စီတွေကိုတွေ့ရင်ဝေဖန်မယ်နှိမ်နှင်းမယ်စင်ကြယ်တန့်ရှင်းတဲ့သာသနာတော်မြတ်ကနေမောင်းထုတ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကမှငါဖះရဲ့တန့်ရှင်းစင်ကြယ်တဲ့သာသနာတော်မြတ်ကိုရေရှည်တည်အောင်လုပ်တဲ့သာသနာပြုတဲ့လူစစ်ပဲတဲ့ဖះရှင်ကအဲ့ဒီလိုဆုံးမခဲ့ပါဒီတော့ကျွန်တော်တို့စဉ်းစားရမှာကမေယိုးဖလာဂျင်းမိထားတဲ့ဘုန်းကြီးကိုစော်ကားရင်ဝေဖန်ရင်ငရဲကြီးမယ်အပြစ်ကြီးမယ်ဘာညာကွိကွဆိုတဲ့နောက်ကိုလိုက်ပြီးတော့ကျွန်တော်တို့သာသနာတော်မှာသာသနာမြန်မြန်ကွယ်အောင်လုပ်တဲ့လူတွေကိုချီးမြှောက်ထောက်ပံ့အားပေးနေကြမှာလားအဲ့လိုလူတွေထဲမှာရောကိုပါအောင်နေကြတာလားဆိုတာကိုစိတ်ကြိုက်ကိုရွေးချယ်လို့ရပါဖះသာသနာတဲ့ဘုန်းကြီးသာသနာကိုတော့ဦးစားမပေးနိုင်ဘူးဗျကျွန်တော်ကတော့ရှင်းတယ်ဗုဒ္ဓဘာသာသာသနာတော်ကိုညှိုးမိန်အောင်ထိခိုက်နစ်နာအောင်လုပ်ရင်တော့ယဟန်ဘုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဘလို့လူမျိုးကိုမှမညာဘူးပေါ်တင်ဓာတ်ရိုက်ဒီမျက်နှာကြီးပြပြီးကိုတရားဝင်ကြမ်းကိုအထောက်ထားနဲ့ဝေဖန်မယ်ထောက်ပြမယ်မကျေနပ်ရင်ကြိုက်တယ်လို့လုပ်တာပဲအဲ့ဒီကျွန်တော်ပြောတဲ့စကားကျွန်တော်တင်ပြတဲ့အရာဒီကြမ်းခိုးမပါဗျမ်းပဒါပေါက်လို့ပယ်စာဖြစ်မသွားရင်ကျေနပ်ပြီ